မင်္ဂလာပါရှင် Story Time with ဖူကနေပြန်လဲကြိုဆိုပါတယ်လူသူကင်းဝေးတဲ့ဆေးရုံစင်းကြံလမ်းမှာညတကောင်ရံအချိန်တကားလာခောက်တဲ့သူကတကယ်ပဲတင့်ကိုကယ်တင်ပေးမဲ့သူဟုတ်ရဲ့လားပြီးခဲ့တဲ့လကကျမဦးတက်ခွဲထားလို့ဆေးရုံမှာတယောက်တည်းညအိတ်ဆောင်ခဲ့ရဘူးလေညတနာရီလောက်ကပေါ့အခန်းအပြင်ဘက်စင်းကြံလမ်းမှာကြောက်ဆိုတဲ့ဖနက်တန်ကြီးကြားလိုက်ရတယ်ပြီးတော့ကျမအခန်းတကားကိုတစုံတစ်ယောက်ကလာသွန်းတယ်ဒါပေမဲ့ကျမအတွင်းကနေချက်ထိုးထားတာလေတကားအောက်ခြေကဟာကွယ်လေးကနေကြည့်လိုက်တော့သူနာပြုတ်ဝစ်စုံအဖြူရောင်ဝတ်ထားတဲ့ခြေထောက်တွေကိုတွေ့ရတယ်အပြင်ကနေအတန်ထွက်လာတယ်လူနာစီးတောက်မဲ့ချိန်ရောက်ပြီတကားလေးခဏဖွင့်ပေးပါအောင်နဲ့ကျမလည်းထဖွင့်မလို့လုပ်ပြီးမှတတိယသွားတယ်အဲ့ဒီညကလူနာပြုတ်တွေကအပြာရောင်ဝစ်စုံဝတ်ထားကြတာလေပြီးတော့စီးပြီးတဲ့အချိန်ကည10 နာရီမှပြီးသွားပြီကျမကြောက်နဲ့တကားကိုမဖွင့်ပဲငြိမ်နေလိုက်တယ်ခဏနေတော့တကားခောက်တန်းကပိုပြင်းလာတယ်တကားဖွင့်စမ်းငါတို့ကဆရာဝန်တွေနင့်ကိုစစ်ဆေးဖို့လိုတယ်ဆိုတော့ဒေါသတန်ကြီးကြီးကြားလာရတယ်တကားလက်ကင်ကိုလည်းအသင်းလှဲ့နေတာကျမလေးကြောက်လွန်းလို့ခေါင်းမီးချုံပြီးဖျားစာတွေပဲရွတ်နေပြီးတော့တယ်မနဲ့လင်းတော့သူနာပြုစစ်တွေရောက်လာမှကျမလည်းတက်ပြင်းချနိုင်တော့တယ်ကျမသူတို့ကိုအကျိုးချောင်းပြောပြတော့သူနာပြုမလေးကမျက်နှာပြတ်သွားပြီးတော့ပြောတယ်ဒီအခန်းကလွန်ခဲ့တဲ့တစ်နှစ်ကမှမီးလောင်ထားတာလေလူနာရောကုသပေးနေတဲ့ဆရာဝန်တွေရောသူနာပြုတွေရောအားလုံးဒီတကားနားမှာနေပိတ်မိပြီးဆုံးသွားကြတာတဲ့အဲ့ဒါကြောင့်ဒီအခန်းကိုဘယ်သူမှအိတ်ခွင့်မပေးထားဘူးတဲ့ဟမ်ကျမအံ့ဩသွားပြီးတော့ပြန်မေးလိုက်တယ်ဒါဆိုဘာလို့ကျမကိုဒီခန်းထဲပိတ်အိတ်တာလဲသူနာပြုမလေးကကျမကိုကြည့်ပြီးတုံရီတဲ့အတန်နဲ့ပြောလိုက်တယ်ကျမတို့ကရှင့်ကိုပိတ်အိတ်တာမဟုတ်ဘူးရှင့်ကိုဒီမနက်မှဒီခွဲရုံကနေဒီအခန်းထဲကိုခဏရွှေ့ထားတာရှင်ကမနေ့ညခွဲစိတ်မှုလုပ်ရင်ဆုံးသွားပြီလေအပြင်ကဝိညာဉ်တွေကရှင့်ကိုသူတို့နဲ့အတူခေါ်ဖို့လာခောက်ကြတာဖြစ်မှာပေါ့တကယ်တော့ကျမအခုပြောပြနေတာလူလားဝိညာဉ်လားဆိုတာတင်ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါတော့ရှင် Story Time with ဖို့အတွက်အိမ်မက်လှလှလေးမှတ်ပါစေ Good night ပါ